အခုဒီဗီဒီယိုလေးကတော့ grammar pattern ဘိုင်းနဲ့ပတ်သက်ပြီးရှင်းပြသွားမယ်ပေါ့နော်으라까 말까 하다ဒီ으라까 말까 하다ဆိုတဲ့ grammar pattern ကဘယ်လိုအခြေအနေမျိုးတွေမှာသုံးလဲတစ်ချက်လောက်ကြည့်အောင်ကိစ္စတစ်ခုခုကိုလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားတွေ့ဝင်နေတဲ့အခါမျိုးတွေမှာသုံးပါတယ်အသက်ပါမယ်ဆိုရင်တော့을까 말까 하다နဲ့သုံးတယ်အသက်မပါရင်တော့라까 말까 하다နဲ့သုံးပါတယ်ဘယ်လိုအခြေအနေမျိုးမှာတုံးတာလဲကိစ္စတစ်ခုခုကိုလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားတွေးဝေနေတဲ့အခါမျိုးတွေမှာတုံးပါတယ်နောက်တစ်ခု으라까 말까 grammar ရဲ့အနောက်မှာခုနကလို하다သုံးလို့ရတယ်으라까 말까 하다 고민나다လည်းသုံးတယ်으라까 말까 고민나다 으라까 말까 생각하다 ဆိုတဲ့စကားလုံးသုံးလုံး으라까 말까 grammar ရဲ့အနောက်မှာသုံးပါတယ် 너무나 사장 지치면 소인 사고 싶은데 비사서 살까 말까 고민이에요. 외진 빈매래 세지로 외인감라 뭐인감라 신사오 그러면 생년이에요 뭐 고민이에요 고민주라 디알로인감라 호알로인감라 바위야만 뭐디 ဖြစ်နေတဲ့အခြေအနေမှာတုံးတာ 사고 싶은데 비싸서 살까 말까 고민이에요. 왜 지금매래 세지로 왜인가물라 뭐인가물라 왜야물라 뭐야물라 저 생겼니. 민정 씨한테 고백할까 말까 생각 중이에요. 민정고 푼병인가물라 푼병인가물라 신사니제와 신사니로매 아 푼병라인가물라 မပြောဘဲဒီတိုင်းထားရင်ကောင်းမလားဘာလို့하면မသိတွေ့ဝင်နေရမျိုးပေါ့နော်민정씨한테 고백할까 말까 생각 중이에요. 비가 많이 와서 밖에 갈까 말까 생각하고 있어요. 모래 많이 와니로 အပြင်သွားရင်ကောင်းမလားမသွားရင်ပဲကောင်းမလား စဉ်းစားနေတယ်. 비가 많이 와서 밖에 갈까 말까 생각하고 있어요. 모래 많이 와니로 အပြင်သွားရင်ကောင်းမလားမသွားရင်ကောင်းမလား စဉ်းစားနေတယ်. တွေ့ဝင်နေရပေါ့နော်. 다이어트 중인데 치킨은 먹을까 말까 해요. 웨이찬이라서 짜죠 사인가물라 사인가물라 신사하니래. 웨이찬이에서 짜죠아 말하면 사대용리너. 오 짜진봉 다이바이사 뭐 다음에 짜죠자 시조리야 사대. 다음에 웨이가 래 차에 사래 사지네. အဲ့တော့ 사인가물라 사인가물라 တွေ့ဝင်နေတဲ့အခါမျိုးမှာ 으랄까 말까 ဆိုတာလေးကိုသုံးပါတယ်. 으랄까 말까 grammar patternကို adjective သုံးလို့မရဘူး verb ပဲသုံးတယ်.အနာဂတ် future သုံးလို့မရဘူး. အမိန့်ပေးစေခိုင်းတဲ့ ဝါကျတွေသုံးလို့မရဘူး. မေးခွန်းဝါကျတွေနဲ့သုံးလို့မရဘူး. အငြင်း grammar mode နဲ့တွဲသုံးလို့မရပါဘူး. ဒါကသတိထားရမယ့်အချက်ပါ. adjective future အမိန့်ပေးစေခိုင်းဝါကျ မေးခွန်းဝါကျ mode တွေနဲ့တွဲသုံးလို့မရပါဘူး. အဲ့တော့ 으랄까 말까 ဆိုတဲ့ grammar pattern ဘယ်လိုအခြေအနေမျိုးမှာသုံးလဲကိစ္စတစ်ခုခုကိုလုပ်ရင်ကောင်းမလားမလုပ်ရင်ကောင်းမလားတွေးဝေနေတဲ့အခါမျိုးမှာအသုံးပြုတယ် verb နဲ့အဓိကတွဲပြီးတော့သုံးတယ်အသက်ပိုင်း 으랄까 말까 하다 အသက်မပိုင်း 랄까 말까 하다 နဲ့သုံးပါတယ်တွေးဝေနေတဲ့ဖြစ်ပါတယ်တွေးဝေနေတဲ့ဖြစ်နေရပေါ့နော် note တင်တဲ့အခါကျရင်တော့ပြန်ပြင်ထားပေးပါမယ်죄송합니다 ပြီးအဲ့ဆိုရင်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်မယ်နော်